အံ့ဖွယ်မှုလားသိပ္ပံပညာလားဒီကြောက်တုံးတော်မြတ်ထဲမှာဗုဒ္ဓရဲ့စံတော်တစ်ချောင်းကိုထားပနာခဲ့သည်ယင်းကိုကိုးကွယ်ပူဇော်ဆုတောင်းမှုပြုကြတယ်လို့တန်ပေါင်းများစွာသောလူတွေကယုံကြည်ကြပါတယ်တကယ်ဖြစ်နိုင်ပါမလားမွန်ပြည်နယ်၏တောင်တန်းများအထက်တွင်မြန်မာနိုင်ငံ၏အမြင့်မြတ်ဆုံးနေရာများထဲမှတစ်ခုတည်ရှိသည်ကြိုက်ထီးရိုးသို့မဟုတ်ရွှေကြောက်တုံးတော်မြတ်ဟုလူသိများသောဤကြီးမားသော Grand Night ကြောက်တုံးကြီးကိုဖျားဘူးများလှူဒန်းထားသောရွှေပြားထောင်ပေါင်းများစွာဖြင့်ဖုံးအုပ်ထားသည်ကြောက်တုံးတော်မြတ်ကြီးဟာဒီမှာနှစ်ပေါင်း2000ကျော်ဟန်ချက်ညီနေခဲ့တယ်လို့လူများကယုံကြည်ကြပါတယ်အံ့ဖွယ်အမှုတစ်ခုဒဏ္ဍာရီတစ်ခုသို့မဟုတ်အင်ဂျင်နီယာဆိုင်ရာလျှို့ဝှက်စမ်းကြယ်မှုတစ်ခုကိုတင်တွေ့မြင်သည်ဖြစ်စေယင်းဤမြင်သက်ရှုမောဖွယ်အလှတရားသည်ကမ္ဘာတဝန်းမှလာရောက်လည်ပတ်သူများကိုဆက်လက်လှုံ့ဆော်ပေးနေပါသည်ငြိမ်းချမ်းမှုရှိပါစေကျေးဇူးပြု၍ like share comment subscribe လုပ်ပါ